င်္ဂလာပါသားတို့သမီးတို့ရေအခုဒီနေ့ဖတ်ပြမယ့်ပုံမြင်လေးကတော့အာယုံများတဲ့ပပူးဆရာဆိုတဲ့ပုံမြင်လေးဖြစ်ပါတယ်နော်သိချာနာအောင်နော်ဟိုးရှိတော့ကမြို့လေးတစ်မြို့မှာမောင်မောင်နဲ့အောင်လို့ခေါ်တဲ့ပပူးဆရာ2ယောက်ရှိတယ်သူတို့2ယောက်ကတက်သားတွေပေါ်မှာပေါ့နော်တရိษံရုပ်တွေလူရုပ်တွေကိုသူကပပူးထုပေးရတာပေါ့ကွယ်လူတွေကလည်းသူတို့စီကိုလာပြီးတော့သူတို့ဘလို့အယုံမျိုးလိုချင်တဲ့အကြောင်းပြောပြီးတော့အလုပ်လာအပ်ရတာပေါ့နော်ပြီးတော့ဘယ်နည်းရမယ်ဘယ်နည်းကျရင်ပြန်လာခဲ့ပါဆိုပြီးတော့အဲ့လိုမျိုးရက်ချိန်နဲ့အလုပ်လုပ်ရတာပေါ့ကွယ်မောင်မောင်ရောအောင်ရော2ယောက်စလုံးကလက်ရရန်ကောင်းတယ်တော်တယ်ဒါပေမဲ့သူတို့2ယောက်ထဲမှာမောင်မောင်ကတော့သူကအလုပ်တစ်ခုလက်ခံနိုင်လို့ရှိရင်အဲ့အလုပ်တစ်ခုပြီးတော့မှနောက်တစ်ခုကိုလက်ခံတယ်ပြီးလို့ရှိရင်သူ့ရဲ့ဒီအလုပ်ကိုပြီးမဲ့ရက်မှာလည်းသူကတိတိကျကျပြီးတယ်အလုပ်တွေကိုလည်းသူလက်ခံနိုင်တော့တဲ့အထိသူလုပ်နိုင်တဲ့တိုင်းတာလောက်ထိကိုပဲသူကလက်ခံတယ်ပေါ့ကွယ်အောင်ကကျတော့အဲ့လိုမဟုတ်ဘူးအောင်ကကျတော့နည်းနည်းလေးလောဘကြီးတယ်သူကတော့သူစီလာရတဲ့မြအလုပ်တိုင်းကိုသူကလက်ခံတယ်ဒီရုပ်ကိုထုနေနေမပြီးသေးဘူးနောက်ရုပ်ကိုပြောင်းထုတယ်တခါဒီရုပ်ထုလို့မပြီးသေးဘူးနောက်ရုပ်ထုကိုပြောင်းထုတယ်ပေါ့ကွယ်အဲ့လိုမျိုးအလုပ်ကိုတစ်ခုတည်းကိုပြီးအောင်အရင်ပြီးအောင်အာယုံစိုက်မလုပ်ပဲနဲ့တခြားတစ်ခုကိုပြောင်းပြီးလုပ်တော့ရက်ချင်းနေပြည့်ရဲ့အတိုင်းမှာအလုပ်တွေကိုမပေးနိုင်ဘူးဖြစ်တာပေါ့ကွယ်အဲ့တော့သူစီကိုလာပြီးတော့အလုပ်အပ်တဲ့လူတွေကလည်းစိတ်ပြက်လက်ပြက်တွေဖြစ်ကုန်ကြတာပေါ့ဒီလိုနဲ့တရက်မှာသူတို့စီကိုအလဲလာတဲ့လူတယောက်ကသူတို့2ယောက်လက်ရကောင်းမှန်းသိသွားတော့ဒီထက်ကြီးရဲ့မြို့ကြီးတွေမှာသွားပြီးတော့ခင်ဗျားတို့အယုတ်တွေကိုသွားရောက်ကြပါလားဆိုပြီးတော့အကြံပေးလိုက်ရောအဲ့သူတို့2ယောက်ကလည်းဟာသူပြောတာဟုတ်တယ်ငါတို့တခြားမြို့တစ်မြို့သွားရောက်လို့ရှိလို့ရှင်ဒီထက်ပိုပြီးပတ်စံရမှာပဲဆိုပြီးတော့သူစဉ်းစားကြတယ်ပေါ့ကွယ်သွားဖို့ဒါပေမဲ့သူတို့အဲ့မြို့သူတို့နေတဲ့မြို့ကနေထွက်ပြီးတော့တခြားမြို့အကြီးသူတို့မြို့ထက်ပိုကြီးတဲ့မြို့အကြီးကိုသွားဖို့ကလမ်းမှာကန္နာရကြီးတစ်ခုကိုဖြတ်သွားတဲကန္နာရကြီးတစ်ခုကိုဖြတ်သွားအဲ့လမ်းခီးရတယ်တစ်ပတ်လောက်ကြာမယ်အဲ့ဒီခေတ်တော့အခုလိုမျိုးကားတွေပါလည်းမပေါ်သေးဘူးပေါ့ကွယ်အဲ့တော့သူတို့ကမြင်းနေအဲ့လိုမျိုးတရိษံတွေကိုအသုံးပြုပြီးခီးသွားရတာပေါ့ကွယ်အဲ့တော့ငါတို့အစားအသောက်တွေတော့လုံလောက်ထည့်သွားမှဖြစ်မယ်ဆိုပြီးတော့နောက်ရက်မှာသူတို့အဲ့ဒီမြို့အကြီးကိုသွားမဲ့ဂုံသိန်းနဲ့တူတူလိုက်သွားဖို့ပြင်ဆင်ကြတယ်အဲ့မှာသူတို့စားစရာတွေရေတွေအကုန်လုံးထည့်ပြီးတော့ပေါ့နော်အဲ့မှာသူတို့ကခုနပြောတဲ့တဲကန္နာကြီးကိုဖြတ်ရအောင်တကယ်တော့တဲကန္နာရဆိုတာတဲတွေရွယ်ရှိတယ်အရန်နဲ့ပူတယ်တပင်တွေတပင်တော့မရှိဘူးဘိန်းသားကြည့်လိုက်တဲတွေကြီးပဲမျက်စိတစုံအဲ့လိုနဲ့မောင်ရောအောင်ရောတခြားသူတို့နဲ့တူတူခီးသွားတဲ့ဒီကုံတယ်တွေပေါ့နော်ကုံတယ်တွေတော့ဒီတဲခန္ဓာကြီးကိုဖြတ်လာတယ်3ရက်လောက်ကြာတော့တဲခန္ဓာကြီးကပိုပူလာတယ်အရင်နှစ်တွေထက်ဒီနှစ်ကတော့ရာသီဥတုပိုပူတဲ့နှစ်ဖြစ်နေဒီအမြဲတမ်းဒီခီးကိုသွားတဲ့ကုံတယ်တွေတော့မှအံ့ဩနေကြတယ်တဲ့ဟာမနစ်ကတော့မပူပေါ့နော်ဒီနှစ်ပိုပူတယ်ပေါ့ပူရှင်အရင်ပြင်းတော့သူတို့ကရေကလည်းငတ်တော့ခဏသူတို့ကရေတောက်သူတို့မှပါလာရေထုတ်တောက်တော့ရေကလည်းကုံသွားမြင်နဲ့ဒါပေမဲ့အဲ့တဲခန္ဓာကြီးဖြတ်ဖို့ကဟိုဘက်ဖြတ်ပြီးတော့ဟိုဘက်ကိုရောက်ဖို့ကနောက်ထပ်4ရက်လောက်ကျန်သေးတယ်ဟာဒီတိုင်းဆိုလို့ရှိရင်တော့ငါတို့တွေရေပြတ်ပြီးတော့တေကုန်ကြလိမ့်မယ်ဒီခီးကိုရောက်မှာမဟုတ်ပေါ့နော်အဲ့တော့အဲ့ဒီမှာအောင်ကနေပြီးတော့ငါတို့ရေရင်းတူးကြည့်ကြအောင်ရေထွက်လာလို့ရှိလို့ရှိရင်ငါတို့ဒီရေရင်းနဲ့ရေတောက်လို့ရတာပေါ့ကွယ်ဆိုတော့အားလုံးကလည်းသဘောတူလိုက်တယ်အဲ့ဒါသူတို့အားလုံးစုပြီးတော့ကဲဒီညမှာတူးကြမယ်ဆိုဒီညမှာရေတူးကြအောင်အဲ့လိုတူးအချိန်တော်ကြာလာတော့ရေကလည်းမထွက်လူတွေကလည်းပင်ပန်းလာကြအောင်အဲ့ဒါငါတို့ခဏနားကြမယ်ဆိုနားလိုက်ရောဒါမဲ့အောင်ကတော့မောင်ကတော့ तू ကမပင်ပန်းသေးဘူးကျွန်တော်ရသေးရဲ့ကျွန်တော်ဆက်ပြီးတော့တူးလိုက်မယ်ဆိုပြီး तू ဆက်တူးနေရောလူတွေအားလုံးတခြားလူတွေတောင်နားမရတော့ဆိုပြီးတော့ပင်ပန်းပြီဆိုပြီးနားနေချိန်မှာ तू ဆက်တူးနေအဲ့တော့ तू တူးရင် तू တွေးမိတာဒီညမှာရေမရှိတော့ဘူးရေမထွက်တော့ဆိုပြီးတော့တခါနောက်တနေ့ပြောင်းတူးပြန်နောက်တနေ့ပြောင်းတူးတိတ်မကြခင်ပါပဲတခါနောက်တနေ့ပြောင်းတူးရအောင်အဲ့လိုနဲ့ကျင်းနေသူလိုက်တူးတာကျင်းနေအများကြီးဖြစ်နေတာပေါ့ကွယ်ဒါပေမဲ့အဲ့ချိန်မှာအောင်ကနိုးလာပြီးတော့ကျွေးနေအများကြီးဖြစ်နေတာသူတွေ့တာပေါ့
သူနိုးလာတော့ကျွေးနေအများကြီးဖြစ်တော့အံ့ဩပါဟာဆိုသူအံ့ဩပါဘာဖြစ်လို့ကျွေးနေအများကြီးဖြစ်နေရလဲပေါ့နော်အဲ့နဲ့သူကအောင်ရဲ့မင်းတခုခုပဲအောင်စိုက်ပြီးလှုပ်လို့ပါကွာပေါ့မင်းကဒီတခုမပြီးဘူးဒီတကျွင်းကိုတူးလို့မပြီးသေးပဲနဲ့နောက်တကျွင်းကိုပြောင်းတူးတော့အချိန်လေးလာကုန်တယ်ရာမြောက်ဖြစ်တာပေါ့ဆိုတော့အဲ့တော့မှမမောကလည်းဟုတ်တယ်အေးငါတခုခုကိုအာရုံစိုက်ပြီးမလုပ်တာပင်မန်းတယ်ပေါ့နော်အဲ့တော့ငါပထမဆုံးတူးခဲ့တဲ့ကျွင်းကိုပဲပြန်တူးမယ်ကွာဆိုပြီးတော့အဲ့ပထမဆုံးတွင်းတူးခဲ့တဲ့ကျွင်းကိုပဲသူပြန်တူးကြတူးရင်းနဲ့တူးရင်းနဲ့လာတဲ့အချိန်ကျတော့ရေထက်ရေတွေထွက်လာအဲ့ဒါနဲ့သူတို့ပါလာရေဘူးတွေထဲမှာရေတွေဖြည့်ပြီးတော့သူတို့ဆက်ပြီးတော့ခီးထွက်လာတာပေါ့ကွယ်ခီးထွက်လာပြီးနောက်ဆုံးသူတို့တွားခြင်းနဲ့တခြားမြို့တစ်မြို့သူတို့ရောက်သွားတာဒါပေမဲ့အဲ့လိုရောက်တဲ့အချိန်မှာတော့မမောကအရင်လိုမဟုတ်တော့ဘူးသူကချိန်ထဲမှာပဲဒီအလုပ်တစ်ခုကိုအာရုံစိုက်ပြီးလုပ်တယ်အဲ့လိုလုပ်တဲ့အတွက်သူ့လောက်ကလည်းပြီးတယ်သူဂရိပေးထားတဲ့အတိုင်းပဲဘယ်နေ့ပဲရက်မှာလာယူပါလို့ပြောလို့ရှိရင်customer လာယူလို့ရှိရင်အဲ့နေ့ကြလို့ရှိရင်သူကအဲ့သူလုပ်ထားတဲ့ပပူရုံလေးကိုသူ customer လက်ထဲကိုသူအပ်နိုင်တယ်ပေါ့ကွယ်အဲ့ဒီလိုနဲ့သူတို့နှစ်ယောက်ကအဲ့ဒီမြို့မှာလက်ရလည်းအရန်ကောင်းတော့တဖြည်းဖြည်းအောင်မြင်လာပြီးတော့ချမ်းသာသွားကြတယ်တဲ့အဲ့တော့တသားမီတို့လည်းဒီပုံမြင်လေးကိုနားထောင်ပြီးတဲ့အချိန်မှာအလုပ်လုပ်လို့ရှိရင်အလုပ်တစ်ခုလေးကိုပဲပြီးမြောက်အောင်လုပ်ရမယ်နော်ကိုလုပ်နေတဲ့အလုပ်ပေါ်မှာပဲအာရုံစိုက်ရမယ်စာလုပ်နေဆိုလို့ရှိရင်လည်းစာအုပ်ပဲအာရုံစိုက်ပြီးလုပ်ရမယ်တခြားဟာတွေကိုအာရုံစိုက်ရအောင်နော်အဲ့လိုဆိုလို့ရှိရင်တသားမီတို့လည်းပို့ပြီးတော့တော်လာတဲ့ကလေးတွေဖြစ်လာကြလိမ့်မယ်ကဲဒီနေ့ဦးပြောချင်တဲ့ပုံမြင်လေးကတော့ဒီလောက်ပါပဲနောက်နေ့မှာထပ်ပြီးတော့ဆုံတွေ့ကြအောင်တဒါ